မင်္ဂလာဆောင်လို့ပြောလိုက်ရင်ခေါင်းဝင်ဖြူလေးတွေမင်္ဂလာခမ်းမကြီးတွေနဲ့ပန်းကျဲဘန်းကင်တွေကိုပြေးမြင်မိကြမှာပါကဘာကြီးမှာတနိုင်ငံနဲ့တနိုင်ငံရိုးရာဓလေ့တွေကွဲပြားခြားနားကြသလိုမင်္ဂလာဆောင်တဲ့အခါမှာလည်းနိုင်ငံအလိုက်ဆောင်မုံဆောင်နည်းတွေကွဲပြားကြတာကိုတွေ့ကြရမှာပါဒါအပြင်တချို့နိုင်ငံတွေမှာဆိုရင်မင်္ဂလာဆောင်တွေနဲ့ပတ်သက်ပြီးထူးထူးခြားခြားရိုးရာပွဲတွေပြုလုပ်ကြတာမျိုးတွေလည်းရှိကြပါတယ်ဒါကြောင့်ဒီနေ့မှာတော့ဘယ်နိုင်ငံတွေကမင်္ဂလာပွဲတွေမှာဘလို့ထူးဆန်းတဲ့ရိုးရာတွေပြုလုပ်ကြလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်နိုင်ငံတွေမှာရိုးရာအထူးဆန်းနေနဲ့မင်္ဂလာပွဲတွေကျင်းပကြလဲဆိုတာကိုသိရဖို့အတွက်ဗီဒီယိုလေးထဲမှာကြည့်လိုက်ရအောင်နော်။နံပါတ်1မင်္ဂလာပွဲမတိုင်ခင်ငိုခြင်းတရုတ်နိုင်ငံမှာရှိတဲ့တူဂျီယာလူမျိုးစုဟာဆိုရင်မင်္ဂလာပွဲမတိုင်ခင်မှာငိုရတဲ့ရိုးရာတစ်ခုရှိပါတယ်။မင်္ဂလာမဆောင်ခင်တလားလိုလောက်မှာတဲ့ဟာမင်္ဂလာဆောင်ရမယ့်သတို့သမီးကငိုရမှာဖြစ်ပြီးတော့10ရက်လောက်ကြာရင်တော့သတို့သမီးအမေရပါငိုရမှာဖြစ်ပါတယ်။အဲ့နောက်မှာတော့အဖွားတငယ်ချင်းစတဲ့အမျိုးသမီးတွေကမင်္ဂလာပွဲရောက်တဲ့အထိကိုငိုပေးရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါဝမ်းနဲ့လို့ငိုတာမျိုးတော့မဟုတ်ပါဘူး။ဒီလိုငိုတာမျိုးကိုပျော်ရွှင်မှုနဲ့ချစ်ချင်းရဲ့လက္ခဏာတစ်ခုလို့ယူဆကြရပဲဖြစ်ပါတယ်။ဒီလိုငိုကြတဲ့နေရာမှာလည်းပျော်ရွှင်စွာငိုကြွေးခြင်းကျေးဇူးတင်ငိုကြွေးခြင်းနဲ့နှုတ်ဆက်ငိုကြွေးခြင်းစရှိသဖြင့်ငိုကြွေးခြင်းမျိုးစုံနဲ့ငိုကြွေးကြရပဲဖြစ်ပါတယ်ဒီလိုငိုခြင်းအပြင်လည်းမျက်ရည်တွေကနေကံကောင်းခြင်းတွေယူဆောင်လာပြီးအတိတ်ပဲရှိတဲ့မင်္ဂလာပွဲဖြစ်ကြောင်းပြသဖို့ပဲဖြစ်ပါတယ်ဒါကြောင့်ဒီရက်ဒေသတွေမှာမင်္ဂလာပွဲရှိရဆိုရင်တော့ငိုနေတဲ့အမျိုးသမီးအုပ်ကြီးကိုမြင်ရဖို့များပါတယ်နံပါတ်2သတို့သမီးကိုညစ်ပတ်အောင်လုပ်ခြင်းစကော့တလန်မှာဆိုရင်တော့မင်္ဂလာဆောင်မဲ့သတို့သမီးကိုသူမရဲ့တငယ်ချင်းတွေကနေပြီးတော့အမိုက်တွေနို့ပုတ်တွေငါးသေးတွေဂျုံမုံတွေနဲ့ကတ္တရာဈေးလိုမျိုးအရာတွေကိုသတို့သမီးပေါ်ကိုဆွန့်ပစ်ကြပါတယ်ဒီလိုလှုပ်ခြင်းဟာအိမ်တော်ရေးစိန်ခေါ်မှုတွေကိုကြော်လွှားနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုနဲ့ပြုလုပ်ကြရပဲဖြစ်ပါတယ်သတို့သမီးကဒီလိုလှုပ်တာမျိုးကိုကြော်လွှားနိုင်နေဆိုရင်တော့အိမ်တော်ရေးမှာကြုံလာသမျှကိုကင်တွယ်ဖြည့်ရှင်းနိုင်တယ်လို့အယူဆရှိကြရပဲဖြစ်ပါတယ်နံပါတ်3တစ်ပင်နဲ့မင်္ဂလာဆောင်ခြင်းအိန္ဒိယရဲ့တချို့ဒေသတွေမှာတော့တစ်ပင်နဲ့မင်္ဂလာဆောင်တာမျိုးရှိကြပါတယ်ဒီလိုထူးဆန်းတဲ့အရာမျိုးကိုလူတိုင်းလုပ်တာမျိုးတော့မဟုတ်ဘဲမကောင်းတဲ့နက်ခတ်အခြေအနေအောက်ကျရောက်နေပြီးအိမ်နောက်ရေးမှာချိန်စာသင့်ပြီးအန္တရာယ်များနေရလို့တတိပေးခံရတဲ့သူတွေကလောက်ကြတဲ့ယုံကြည်မှုတစ်ခုပဲဖြစ်ပါတယ်ဒီချိန်စာကိုပြင်ကျင်တဲ့သူတွေကတစ်ပင်ကိုမင်္ဂလာအခမ်းအနားအပြည့်နဲ့လက်ထပ်ယူရပြီးယူပြီးရဲ့နောက်မှာတော့တစ်ပင်ကိုခုတ်လဲရှင်းလင်းပြီးချိန်စာကိုဖယ်တဲ့ယုံကြည်မှုနဲ့လက်ထပ်ထားကြရပဲဖြစ်ပါတယ်။ဒါကြောင့်ဒီစုံတယောက်ကတင့်ကိုလက်မထပ်ခင်မှာတစ်ပင်တစ်ပင်နဲ့လက်ထပ်အောင်မယ်လို့ပြောလာခဲ့ရင်တော့ထုံတန်းစင်လာတစ်ခုကြောင့်လောက်တာလည်းဖြစ်နိုင်ပါတယ်။နံပါတ်4အိမ်သာသွားခွင့်မပေးခြင်းဘော်နီယိုမှာရှိတဲ့တီတုံလူမျိုးစုတွေကထုံးတန်းစင်လာတစ်ခုအနေနဲ့ကျင်စာဦးဇနီးမောင်နှံတွေကိုမင်္ဂလာဆောင်ပြီးတဲ့နောက်မှာ3ရက်အထိရေချိုးခန်းအိမ်သာလုံးဝသွားခွင့်မပြုတာပဲဖြစ်ပါတယ်။လူတချို့ကအနီးကပ်စောင့်ကြည့်နေကြပြီးတော့အစားအသောက်ကိုလည်းနည်းနည်းပဲကြွေးကြပါတယ်။ဒါကဘာကြောင့်လဲဆိုရင်တော့ဒီစီးမြင့်ကိုချိုးဖောက်မယ်ဆိုရင်အသက်သေခြင်းဒါမှမဟုတ်ဖောက်ပြန်ခြင်းစတဲ့ကန်ဆိုးခြင်းတွေကိုယူဆောင်လာတတ်တယ်လို့အယုံကြည်ရှိနေကြတာကြောင့်ပဲဖြစ်ပါတယ်။ဒီယူဆကတော့ထူးဆန်းရုံနဲ့မကပဲနားကျင်စရာကောင်းတဲ့အလေးထားတစ်ခုလိုတောင်မှပဲပြောလို့ရပါတယ်။နံပါတ်5သတို့သမီးကိုပြန်မေးဆွဲခြင်းရိုမေးနီးယားနိုင်ငံကအလွန်ထူးခြားတဲ့ဓလေ့တစ်ခုကတော့မင်္ဂလာပွဲတွေမှာသတို့သမီးကိုသူမရဲ့တငယ်ချင်းဒါမှမဟုတ်မိသားစုကနေပြီးတော့ပြန်မေးဆွဲတာမျိုးတွေလုပ်ကြလေးရှိပါတယ်။ပြီးသွားရင်တော့သတို့သမီးကိုပြန်ရွေးဖို့အတွက်သတို့သားစီကနေပတ်စံတောင်းတာမျိုးကခုံပြီးစနောက်ကြတာမျိုးတွေကိုလုပ်လို့ရှိကြပါတယ်။ဒီဓလေ့မျိုးကရိုမေးနီးယားမှာဆိုရင်ပျော်စရာကောင်းတဲ့အပျော်တမ်းပြန်မေးဆွဲမှုပဲဖြစ်ပါတယ်။အခုဖော်ပြပေးခဲ့တာတွေကတော့ဒေတာတချို့ရဲ့ထူးဆန်းတဲ့မင်္ဂလာပွဲဓလေ့ထုံတန်းလေးတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ဒီလိုဗဟုသုတရစရာအကြောင်းအရာလေးတွေကိုသိကျင်နေဆိုရင်တော့ channel လေးကို like and follow လုပ်ခဲ့လိုက်တော့နော်။